ပုရဟမင်းအသစ်ဖြစ်ဖို့အတွက်ရေပန်းစားရဲထဲမှာပါဝင်နေသည့်မြန်မာနိုင်ငံကကာဒီနယ်ချာမောင်ဘူးအားလုံးပဲမင်္ဂလာပါကက်သလစ်ဘာသာဝင်တို့ရဲ့အကြီးအကဲတအုပ်ဖြစ်တဲ့ပုရဟမင်းကြီးဖရန်စစ်ကတော့ဧပြီလ22ရက်နေ့တုန်းကပဲပြန်လွန်တော်မူသွားခဲ့ပြီးဖြစ်ပါတယ်တက်တော်88နှစ်ရှိနေပြီဖြစ်တဲ့ပုရဟမင်းကြီးကအာဂျင်တိုင်းသားတအုပ်ဖြစ်ပြီးတော့လက်တင်အမေရိကကနေပြီးတော့ပထမဆုံးပုရဟမင်းကြီးဖြစ်လာခဲ့သူပါ2013ခုနှစ်မှာပဲပုရဟမင်းကြီးတာဝန်ကိုရယူခဲ့ပြီးတော့လူနာမည်ကတော့ဂျွန်မာရီယိုဘာဂိုခလီယိုပဲဖြစ်ပါတယ်။သူလက်ထက်မှာဆိုရင်တော့ကောင်းတဲ့အနေနဲ့လေးကြော်ကြားခဲ့ပါတယ်။ပုရဟန်မင်းကြီးဖရန်စစ်ဟာကက်သလစ်ဘာသာရဲ့အကျိုးအတွက်သာမကဘဲniလူလောကအကျိုးကိုပါတည်ပိုးခဲ့သူလေးဖြစ်ပါတယ်။တဘာဝပတ်ဝန်းကျင်ထိတဲ့ကာကွယ်ရေးလူခွင့်ရေးနဲ့ငြိမ်းချမ်းရေးကိစ္စတွေကိုပါအလေးပေးဆောင်ရွက်ခဲ့ပါတယ်။သူက2019ခုနှစ်တုန်းကမြန်မာနိုင်ငံကိုလာရောက်လေပတ်ခဲ့ပူပါတယ်။ဒါပြီးမြန်မာငြိမ်းချမ်းရေးအတွက်လည်းအလေးပေးပြောကြားခဲ့သူတူဖြစ်ပါတယ်။2024နှစ်ကုန်ပိုင်းကလေးကအကျမကြီးအားနည်းလာခဲ့တဲ့ပုရဟန်မင်းကြီးကနောက်ပိုင်းလူမြင့်ကွင်းမှာတောင်မှတိတ်မတွေ့ရတော့ပဲကုသမှုတွေခံယူနေရပါတယ်။လက်ရှိမှာဆိုရင်တော့ပုရဟန်မင်းကြီးရဲ့ရုပ်ကလပ်ကိုဗာတီကန်ကစိန့်ပီတာချက်ကျောင်းမှာပဲလူအများကြီးညိုနိုင်အောင်လို့ပြသပေးထားခဲ့ပါတယ်။စာပနာခန္ဓာပီစီသွားတာနဲ့တပြိုင်နက်ပုရဟန်မင်းအသစ်ရွေးချယ်ပွဲကိုလည်းစတင်သွားတော့မှာဖြစ်ပါတယ်။ဒီရွေးချယ်ပွဲကိုတော့အစင်လာရ16ချက်ကြောင်းထဲမှာလိဝဲစာလှုပ်ဆောင်ကြတာပါကဘာတဝန်ကကာဒီနယ်တွေအားလုံးကပုရဟမင်းကြီးရဲ့ဇာပနာနဲ့နေရာဆက်ခံသူရေးချယ်ပွဲတွေဗာတီကန်ကိုစုဝေးရောက်လာကြပါတယ်စီမင်းတွေရှာတော့တက်80မပြည့်သေးတဲ့ကာဒီနယ်တွေသာပုရဟမင်းကြီးရာတို့တွေရွေးချယ်ခွင့်ရှိပြီးတော့မဲပေးခွင့်လည်းရှိတာဖြစ်ပါတယ်ပုရဟမင်းသစ်မေးပေးဝေးချယ်ပွဲစတင်ပြီးဆိုတာနဲ့ကာဒီနယ်တွေအားလုံးကပြင်ပလောကနဲ့အဆက်အသွယ်ဖြတ်တောက်ကြရပါတယ်။ပုရဟမင်းအသစ်ဖြစ်ဖို့ဆိုရင်လေမဲရည်တွေသုံးပုံတစ်ပုံရရှိမှပဲအောင်မြင်တာဖြစ်ပါတယ်။ဒါကြောင့်မဲရည်တွေသုံးပုံတစ်ပုံမရမချင်းမဲပေးမှုကိုပြန်ပြီးတော့လှုပ်ဆောင်ကြရပါတယ်။တခါတလေမှာဒီမဲပေးမှုကအချိန်ကြာတတ်ပြီးတော့3နှစ်ကျော်ထိကြာခဲ့တဲ့မဲပေးရွေးချယ်ပွဲလေးတမိုင်းမှာရှိခဲ့ပူပါတယ်။ဒါပေမဲ့ပုရဟမင်းကြီးဖရန်စစ်တုံးကတော့နိုင်ငံချင်းနဲ့မဲပေးမှုအောင်မြင်ခဲ့တာပါ။မေပေးရွေးချယ်ပွဲကျင်းပနေတဲ့အချိန်မှာချက်ကြောင်းမှာလေကက်သလစ်ဘာသာဝင်တွေကစိတ်ဝင်စားနေစောင့်ကြည့်နေတဲ့ကြပါရီတကယ်လို့မေပေးရွေးချယ်မှုမအောင်မြင်သေးရင်ချက်ကြောင်းရဲ့မိခိုးတိုင်ကအမင်းရောင်မိခိုးတွေကထုတ်လွှင့်ပြီးတော့လူထုကိုအသိပေးသလိုပုရဟန်မင်းအသစ်ရွေးချယ်တင်မြောက်နိုင်လိုက်ပြီဆိုရင်တော့အဖြူရောင်မိခိုးတွေကိုထုတ်လွှင့်ပြီးတော့အသိပေးပါရီလက်ရှိမှာဆိုရင်လေပုရဟန်မင်းအသစ်ဘယ်သူဖြစ်မလဲဆိုတာအားလုံးကစိတ်ဝင်စားနေကြပါရီရေပဲစားဆုံးဖြစ်နေတာကတော့ဖိလစ်ပိုင်နိုင်ငံကကာဒီနီလူဝီတာကင်နဲ့အီတလီလူမျိုးကာဒီနီပီယက်ချိုပါရိုလင်တို့ပဲဖြစ်ပါတယ်။တကယ်လို့ကာဒီနယ်လူဝီကာကင်ဟာပုရဟန်မင်းအသစ်ဖြစ်လာခဲ့ပြီဆိုရင်တော့အာရှတိုက်ကပထမဆုံးပုရဟန်မင်းအနေနဲ့မှတ်တမ်းဝင်သွားမှလည်းဖြစ်ပါတယ်။ပီယက်ချိုပါရိုလင်ကလည်းပုရဟန်မင်းကြီးနဲ့နီးကက်ကက်ရှိခဲ့သူတူဖြစ်ပြီးတော့ဗာတီကန်ရဲ့အထွေထွေတည်မှုလည်းဖြစ်ပါတယ်။ပုရဟန်မင်းရာတို့တွေရေပန်းစားနေတဲ့အထက်မှာမြန်မာနိုင်ငံကကာဒီနယ်ချားစ်မောင်ဘိုလည်းပါဝင်နေခဲ့ပါတယ်။တက်တော်89ရှိပြီဖြစ်တဲ့ချားစ်မောင်ဘိုကမြန်မာနိုင်ငံရဲ့ပထမဆုံးကက်သလစ်ဘုန်းတော်ကြီးကာဒီနယ်တဦးလေးဖြစ်ပါတယ်။2015ခုနှစ်မှာပုရဟန်မင်းဖရန်စစ်ကိုတိုင်းကာဒီနယ်ဖြစ်သတ်မှတ်ပေးခြင်းခံရတာပါ။အာရှကက်သလစ်ဘုန်းတော်ကြီးအဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်တဲ့တာဝန်ယူထားခဲ့သူဖြစ်ပါတယ်။ပုရဟန်မင်းရာတို့တွေသူကလည်းရေပန်းစားတွေဆိုပေမဲ့လည်းအသက်အရွယ်ရတော့လက်ရှိပဲစားမုံနေထားတွေရပုရဟန်မင်းအသစ်ဖြစ်နိုင်ခြေရဂိုက်တုံတော့နေပါတယ်။ကြည့်ရှုအားပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။